မြန်မာလက်ရွေးစင်အသင်းရဲ့အသင်းကောင်းဆောင်ဘယ်သူဖြစ်လာမလဲမြန်မာဘောလုံးရှင်ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျဗာမီဖုတ်ဘော News Facebook YouTube နဲ့ TikTok Channel တွေကနေပြီးကြိုဆိုလိုက်ပါတယ်ခင်ဗျမြန်မာဘောလုံးပရိသတ်တွေအားလုံးသိကြတဲ့အတိုင်းမြန်မာအသင်းရဲ့အသင်းကောင်းဆောင်မောင်မောင်လွင်ဟာလက်တလောဖြစ်ပေါ်ခဲ့တဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့မြန်မာလက်ရွေးစင်အသင်းကနေနှုတ်ထွက်အနားယူသွားကြောင်းကြေညာခဲ့ပြီးဖြစ်ပါတယ်ခင်ဗျဒါကြောင့်မြန်မာလက်ရွေးစင်အသင်းရဲ့အသင်းကောင်းဆောင်နေရာဟာလစ်လက်သွားခဲ့ပြီးဖြစ်ပါတယ်ဒါကြောင့်မြန်မာလက်ရွေးစင်အသင်းရဲ့အသင်းကောင်းဆောင်ဘယ်သူဖြစ်လာမလဲနောက်လာမယ့်နိုင်ငံတကာပြိုင်ပွဲတွေအတွက်အသင်းကောင်းဆောင်အသစ်ဘယ်သူဖြစ်လာမလဲဆိုတာကစိတ်ဝင်စားစရာကောင်းနေပါတယ်ခင်ဗျမြန်မာလက်ရွေးစင်အသင်းမှာအသင်းကောင်းဆောင်ဆိုတဲ့အခမ်းကဏ္ဍဟာကွင်းတွဲမှာသာမကကွင်းပြင်ပမှာသာအလွန်အရေးကြီးတဲ့တာဝန်တစ်ခုဖြစ်ပါတယ်အသင်းတစ်သင်းရဲ့စိတ်ဓာတ်ကိုဥဆောင်ရတာကစားသမားတွေစီးလုံးညီညွတ်စေဖို့ထိန်းညှိပေးရတာဖိအားများတဲ့အချိန်တွေမှာအသင်းကိုမပြိုလဲသွားအောင်ထိန်းထားရတာတွေဟာအသင်းကောင်းဆောင်တယောက်ရဲ့အဓိကတာဝန်တွေဖြစ်ပါတယ်အခုအချိန်မှာမြန်မာလက်ရွေးစင်အသင်းရဲ့အသင်းကောင်းဆောင်အဖြစ်တာဝန်ယူထားသူကတော့ပြည်သက်တွေတည်ကြတဲ့တောင်မှတိုက်စစ်ကစားသမားမောင်မောင်လွင်ဖြစ်ပါတယ်။သူကကစားသမားဘဝတစ်လျှောက်မြန်မာအသင်းအတွက်အရေးပါတဲ့အခမ်းကဏ္ဍကိုဆောင်ရွက်ခဲ့ပြီးတော့အသင်းကိုဥဆောင်နိုင်စွမ်းရှိတဲ့ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။ဒါပေမဲ့မောင်မောင်လွင်မပါဝင်နိုင်တော့တဲ့အချိန်မှာအသင်းကောင်းဆောင်အပြောင်းလဲဖြစ်လာမှာဖြစ်ပြီးတော့မြန်မာအသင်းရဲ့အသင်းကောင်းဆောင်ဖြစ်ဘယ်သူကတာဝန်ယူနိုင်မလဲဆိုတဲ့မေးခွန်းကပြည်သက်တွေကြားမှာစိတ်ဝင်စားစရာအကြောင်းအရာတစ်ခုဖြစ်လာခဲ့ပါတယ်ခင်ဗျ။အဲဒီလိုအလားအလာရှိတဲ့ကစားသမားတွေအများကြီးတဲ့ကတယောက်ယောက်ကိုပြောရမယ်ဆိုရင်တော့ကျွန်တော်ကတော့ရှမ်းယူနိုက်တက်အသင်းရဲ့အသင်းကောင်းဆောင်နန္ဒကျော်ကိုပဲဖြစ်လာစေခြင်းမိပါတယ်ခင်ဗျနန္ဒကျော်ဟာမြန်မာ National League မှာအတွေ့အကြုံကျွယ်ဝတဲ့ကစားသမားတစ်ယောက်ဖြစ်ပြီးတော့မြန်မာ National League ရဲ့ပြိုင်ဘက်ကင်းချန်ပီယံရှမ်းယူနိုက်တက်အသင်းကိုနှစ်ပေါင်းများစွာဦးဆောင်လာတဲ့ကပတိန်တစ်ယောက်လည်းဖြစ်ပါတယ်အသင်းကောင်းဆောင်တစ်ယောက်အနေနဲ့သူ့ရဲ့ဦးဆောင်နိုင်စွမ်းကစားသမားတွေအပေါ်လွှမ်းမိုးနိုင်မှုနဲ့ကွင်းထဲမှာရှိတဲ့စိတ်ဓာတ်ကအတော်လေးထင်ရှားပါတယ်ကွင်းထဲမှာဆိုရင်လည်းနန္ဒကျော်ဟာအမြဲတမ်းတည်ငြိမ်တဲ့ကစားပုံကိုပြသနိုင်ပြီးတော့အသင်းဖော်တွေကိုညွှန်ကြားနိုင်တဲ့ leadership quality ရှိတဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်တခါတရံအသင်းခက်ခဲကြုံတွေ့လာတဲ့အချိန်တွေမှာလည်းသူ့ရဲ့အတွေ့အကြုံနဲ့စိတ်ဓာတ်ကအသင်းကိုပြန်လဲထိန်းညှိပေးနိုင်တဲ့အခမ်းကဏ္ဍမှာရှိနေပါတယ်နန္ဒကျော်ကလည်းမောင်မောင်လွင်နီးတူပဲ2015 UNICEF ကမ္ဘာဖလားပြိုင်ပွဲဝင်အသင်းရဲ့ကစားသမားဟောင်းတစ်ယောက်ဖြစ်တယ်လို့အဲဒီ UNICEF ကမ္ဘာဖလားပြိုင်ပွဲဝင်အသင်းကိုလည်းအသင်းကောင်းဆောင်အဖြစ်ဦးဆောင်ခဲ့တဲ့ကစားသမားလည်းဖြစ်ပါတယ်နန္ဒကျော်ဟာပြည်တွင်းလေအစ်စ်မှာသာမကမြန်မာလက်ရွေးစင်အသင်းနဲ့အတူနိုင်ငံတကာပြိုင်ပွဲတွေမှာလည်းပွဲပေါင်းများစွာကစားမှုတဲ့အတွေ့အကြုံရှိတဲ့ကစားသမားဖြစ်တာကြောင့်ဖိအားများတဲ့ပွဲတွေကိုကင်တွယ်နိုင်တဲ့အတွေ့အကြုံလည်းရှိပါတယ်အသင်းကောင်းဆောင်တယောက်အတွက်လိုအပ်တဲ့အချက်တွေထဲမှာကစားသမားရည်သွေးအတွေ့အကြုံအသင်းဘော်တွေကိုဥဆောင်နိုင်စွမ်းနီးပြအဖွဲ့နဲ့ဆက်သွယ်ပေးနိုင်တဲ့အခမ်းကဏ္ဍတွေပါဝင်ပါတယ်ဒီအချက်တွေကိုကြည့်မယ်ဆိုရင်နန္ဒကျော်ဟာအနာဂတ်မှာမြန်မာလက်ရွေးစင်အသင်းရဲ့အသင်းကောင်းဆောင်အဖြစ်တာဝန်ယူနိုင်မဲ့ကစားသမားတယောက်အဖြစ်ထင်မြင်မိပါတယ်ခင်ဗျာဒါပေမဲ့ဘောလုံးအသင်းတစ်သင်းမှာကပတိန်ရွေးချယ်တာဟာနီးပြအဖွဲ့ရဲ့ဆုံးဖြတ်ချက်အသင်းအတွင်းအခြေအနေတွေကစားသမားတွေရဲ့အတွေ့အကြုံနဲ့ပုံမှန်ကစားကွင်းရမှုတွေကိုအခြေခံပြီးဆုံးဖြတ်လေးရှိတာကြောင့်အနာဂတ်မှာဘယ်သူကတာဝန်ယူလာမလဲဆိုတာကိုတော့စောင့်ကြည့်ရအောင်ပါဒါပေမဲ့မောင်မောင်လွင်မရှိတဲ့အချိန်မှာမြန်မာအသင်းရဲ့ကပတိန်အဖြစ်အလားအလာရှိတဲ့ကစားသမားတစ်ယောက်ကိုပြောရမယ်ဆိုရင်တော့ရှမ်းယူနိုက်တက်အသင်းကောင်းဆောင်နန္ဒကျော်ဟာပြည်သက်တွေစိတ်ဝင်စားစွာစောင့်ကြည့်ရမယ့်သူဖြစ်နေပါတယ်နောင်လာမယ့်အချိန်တွေမှာမြန်မာလက်ရွေးစင်အသင်းကိုဘယ်ကစားသမားကဥဆောင်လာမလဲဆိုတာကလည်းမြန်မာဘောလုံးပရိသတ်တွေအတက်စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတစ်ခုဖြစ်ပြီးတော့ပရိသတ်တို့ရဲ့အမြင်ကိုလည်းကွန်မန့်မှာဝင်ရောက်ဆွေးနွေးမှတ်ချက်ပေးကြပါဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ